မင်္ဂလာပါဒီနေ့ Grace တို့ပဲသွားခဲ့လဲဆိုတော့ချင်းမိုင်ရဲ့မွန်ချန်တောင်ပေါ်တဝက်မှာရှိတဲ့ Jungle Coaster ဆိုတဲ့ zip line ရှိရနေရာလေးကိုသွားခဲ့ကြတယ်အဲ့ဒီ zip line မှာ twine စရာ package အစုံရှိတယ် Grace ကတော့အဲ့ဒီနဲ့အတူတူ3မျိုးလောက် twine ခဲ့ရရှင်ကဲစီးတဲ့အနေထားတော့တစ်ချက်ကြည့်လိုက်ကြရအောင်နော်အစားကတော့ Grace က3မျိုးလောက်ပဲ try မယ်ပေါ့နော်စော့ရင်လည်းစိတ်ပါလာတယ်လည်း4မျိုးဖြစ်သွားတယ်အဲ့ဒီအချိန်မှာဗီဒီယိုက2ခုပဲရိုက်လိုက်ရတယ်အဲ့ကျန်တဲ့2ခုကရုံးကန်နေရတော့မရိုက်လိုက်ရဘူးပေါ့နော်Grace စီးခဲ့တာကကြတော့ zip line ကိုတော့ flying ဆိုပြီးတော့အတူလေးပဲစီးခဲ့တယ်တကယ်တော့သူကတောအုပ်ပတ်ပတ်လေးကိုစီးလို့ရတဲ့ zip line အကျယ်ရှိရပေါ့နော်အဲ့ဒါအချိန်ပိုကြတယ်Every drop a kiss from the heavens above it's a sign I know it လုံးဝရင်ခုန်စိတ်လှုပ်ရှားတာကြိုက်တဲ့လူငယ်တွေအတွက်ကတော့အဲ့နေရာကသွားပြီးတော့ try တင်တယ် join တင်တဲ့နေရာလေးဖြစ်တယ်ပေါ့နော်Grace ကတော့အဲ့နေရာကိုပေါ်ကြတယ် recommend လုပ်ပေးတယ်ဟုတ်ကဲ့ပါအခုလို sharing လုပ်ပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်တစ်ခါပြန်ဆုံကြမယ်နော် bye bye